ကျမမသိဘူးဘာလို့မသိရတာလဲမနေ့ကမှစာတင်ခန်းထဲမှာတင်ထားတာလေစာမရတဲ့အတွက်တီလက်ရှင်မေရီတယောက်ဒေါသတကြီးနဲ့တီယာနာကိုပေတယ်နဲ့ရိုက်နှက်ပါတော့တယ်အဆက်မပြတ်ရိုက်နှက်မှုတွေကိုမခံနိုင်တော့ရဲ့အဆုံးတီယာနာတယောက်ပြန်လဲခုခံပါတော့တယ်သူမကမေရီကိုမြေပြင်ပေါ်ဆွဲလှည့်ပြီးအချက်ပေါင်းများစွာပြန်လဲထိုးကြိတ်ခဲ့ပါတယ်ဒီပြဿနာဖြစ်ပြီးနောက်မှာတော့တီယာနာဟာကျောင်းအုပ်ဖုံးတော်ကြီးစီအခေါ်ခံရပါတယ်အဖြစ်အပျက်ကိုတီးသွားတဲ့ဖုံးတော်ကြီးကအန်ဆွဲတဲ့ကပေဒံကိုထုတ်ယူလိုက်ပါတယ်တီယာနာရဲ့လက်တွေကိုစားပွဲခုံပေါ်တင်ခိုင်းခြေထောက်တွေကိုဖြဲခိုင်းပြီးတင်ပါးကိုပေဒံနဲ့ရဲရဲဆက်ဆက်ရိုက်နှက်ပြီးအပြစ်ပေးခဲ့ပါတယ်နောက်တစ်နေ့ထမင်းစားချိန်မှာတော့တီလက်ရှင်မေရီကသူ့မကိုကလေးစားချီတဲ့အနေနဲ့လောက်ကောင်တွေအပြည့်အုံနေတဲ့အစားအစာတွေကိုအတင်းဓမ္မစားခိုင်းပါတော့တယ်အခြားကျောင်းသူတွေကတော့ဘာမှမတက်နိုင်ပဲတီလက်ရှင်တွေနောက်ကနေဆူတောင်းစာတွေသာယူနေခဲ့ရပါတယ်တီယာနာကရုန်းကန်ပေမဲ့တီလက်ရှင်များစုဝိုင်းဖက်တာကိုခံလိုက်ရပါတယ်ဒီတစ်ချိန်မှာတော့သူ့မကိုအပြင်ဘက်နေဘူးထဲမှာထားတဲ့အလုံးပိတ်အပူပေးသစ်တာထဲမှာပိတ်လောင်ထားလိုက်ပါတယ်ကျောင်းမှာသူမတို့ရဲ့မျိုးနွယ်စုမိခင်ဘာသာစကားကိုပြောခွင့်မရှိဘူးထပ်ပြောရင်အရှင်လက်လက်မြေမြုပ်ပစ်မယ်လို့ဘုန်းတော်ကြီးကချင်းချောက်ခဲ့ပါတယ်အစာရေစာမရှိဘဲ3ရက်နဲ့3ရက်တိတိပိတ်လောင်ခံရပြီးနောက်ပြန်လွတ်ပေးချိန်မှာတော့တီယာနာဟာတတိလက်လိုနီးပါးဖြစ်နေခဲ့ပါပြီတီယာနာတတိပြန်ရလာချိန်မှာတော့သူ့မကိုထိုင်ခုံမှာကြိုးအုပ်ထားတာတွေ့လိုက်ရပါတယ်တီလက်ရှင်မေရီကငါနင့်ကိုကဲတင်နေတာနင့်ကိုသွေးတွေနဲ့ဆေးကြောပြီးတန်းစင်ပြမရမယ်လို့ဆိုပါတယ်တီယာနာကသူ့မကိုကဲတင်စရာမလိုဘူးလို့ညှင်းဆန်တဲ့အခါဒေါသထွက်သွားတဲ့မေရီကဘားကိုဖျက်ရိုက်ပါတော့တယ်နင့်ကိုကဲတင်နာခံမလားမခံဘူးလားလို့မေးပြီးအဆက်မပြတ်ရိုက်နှက်တဲ့အတွက်တီယာနာတယောက်မတက်တာပဲလက်ခံလိုက်ရပါတယ်အဲ့ဒီအခါမေရီကပေဒံကိုချပြီးကက်ကြေးကိုယူလိုက်ပါတယ်ပြီးတော့တီယာနာမျက်နှိုးရတဲ့ရှီလျားလာတဲ့ဆံပင်တွေကိုဖျက်ပစ်လိုက်ပါတော့တယ်ကျိုးတို့ခံထားရတဲ့တီယာနာဟာမခုခံရဲပဲသူမရဲ့ဆံပင်တွေအဖျက်ခံလိုက်ရတာကိုယူကျုံမရမျက်ရည်တွေနဲ့ကြည့်နေခဲ့ရပါတယ်ဒါဒီမကသေးပဲသူမရဲ့ခန္ဓာကိုယ်ကိုတန်ကြိုးခွေတွေနဲ့အတင်းပုတ်တိုက်ပြီးဆေးကြောခဲ့တဲ့အတွက်ကြောပြင်တစ်ခုလုံးသွေးလိမ့်လိမ့်နဲ့ဆုပ်ပြတ်တက်သွားခဲ့ပြီးတီယာနာတယောက်နာကျင်စွာအော်ဟစ်နေခဲ့ရပါတယ်ဒီဆင်းရဲဒုက္ခတွေကတော့တီယာနာရဲ့တီးခံနိုင်စွမ်းကိုအဆုံးစုံထိတွန်းပို့လိုက်ပါပြီညာဘက်ကတင်ပေါ်မှာသူမရုတ်တရက်ထိုင်လိုက်ပြီးကလေးစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်စီမီကွက်ထဲကပြာတွေကိုယူပြီးသူမရဲ့မျက်နှာပေါ်မှာမျိုးနွယ်စုတင်ကေတာဖြစ်ရေးဆွဲလိုက်ပါတယ်အဲ့ဒီနောက်သူမဝမ်းခွဲရဲ့ကျန်းစာအုပ်အထူကြီးကိုအိတ်တလုံးထဲထည့်လိုက်ပါတယ်တီယာနာတယောက်တီလက်ရှင်မေရီအိတ်နေတဲ့အခန်းထဲကိုတိတ်ဆိတ်ဝင်သွားခဲ့ပါတယ်ပြီးတော့ကျန်းစာအုပ်ထည့်ထားတဲ့အိတ်နဲ့မေရီကိုအပြင်းထန်ရိုက်နှက်ပါတော့တယ်ရုတ်တရက်အတိုက်ခိုက်ခံလိုက်ရတဲ့တီလက်ရှင်မေရီတယောက်ဘာမှပြန်မခုခံနိုင်တော့ပဲကျင်းပြင်ပေါ်လဲကျသွားပါတော့တယ်